2D 3D ရှင်းမိတ်ဆွေအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီ 2D 3D နဲ့ပတ်သက်ပြီးဒီ6ရက်10လ2025ရက်ကနေပြီးတော့10ရက်10လ2025ရက်နေ့အတွင်းထွက်မဲ့ဒီအကောင်းဆုံးမူတွေတဲကနေဒီမှာကဏ္ဍတွေကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီ 2D နဲ့ပတ်သက်လို့အချုံးများတဲ့သူတွေအတွက်ဒါ 2D တစ်ပတ်စာပေါက်ကဏ္ဍတွေကိုပေးမှာဖြစ်ပါတယ်ဒါ 2D နဲ့ပတ်သက်လို့ဒါကျွန်တော်ရဲ့မူနဲ့ပတ်သက်ပြီးတော့ဘယ်လိုကင်ထိုးရမလဲဆိုတာတွေကိုလည်းဒါရှင်းလင်းပြောကြားပေးမှာဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ဒီ 2D 3D ရှင်းမိတ်ဆွေများပေါ့နော်ဒါကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပေးကြပါအောင်ဒါအခု channel လေးကအသစ်ဖြစ်လို့နော်အားပေးကြပါအောင်ညာဒီ 2D မူနဲ့ပတ်သက်လို့ဒီကျွန်တော်ချထားတဲ့ဒီမူတွေကအကောင်းဆုံးမူ9ခုပေါ့နော်မူ9ခုကိုမူ9ခုကိုဒါပြရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒါတွေကတော့ဒီမူ1 2 3 4 5 6ခုဆိုပြီးတော့ဒီဘက်ကထိုးရတဲ့ကဏ္ဍတွေကိုကျွန်တော်ဒါပေးမှာဖြစ်ပါတယ်နောက်ဒီတစ်ပတ်မှာ break နဲ့ပတ်သက်လို့လည်းဒါ2.38 break ကဒါ new map break လို့ဒါလေ့လာတွက်ချက်ထားတာဖြစ်ပါတယ်ဒါ3.5 break ကတော့အားနည်းမဲ့ break အနေနဲ့ဒါရှိမှာဖြစ်ပါတယ်ဒီမူ9ခုတဲကနေပြီးတော့မှဘယ်လိုထိုးရမလဲဆိုတာကိုဒါပြောပြမှာဖြစ်ပါတယ်ဒီမူ9ခုမှာဆိုလို့ရှိရင်ဒါဒီ 2D 3D နော် 2D ရှင်းမိတ်ဆွေတွေအနေနဲ့ဒါအနည်းဆုံးမူ3ခုကိုကင်ထိုးရမှာဖြစ်ပါတယ်အဲ့တော့အဲ့မူ3ခုတွေကကင်ထိုးပြီးတော့မှမူ3ခုတွေကတမူထွက်သွားတယ်ဆိုရင်ဥပမာဒီမူ1ကဏ္ဍကင်ထိုးထားတဲ့ဒီ3 5 4 5နှစ်ကွက်ရှိတယ်အဲ့နှစ်ကွက်ထဲတစ်ကွက်ထွက်ပြီဆိုရင်အဲ့မူကိုဖြတ်ရမှာဖြစ်ပါတယ်အလားတူပဲကျန်တဲ့မူတွေမှာဆိုလို့ရှိရင်လည်းတစ်ကွက်ထွက်သွားပြီဆိုရင်အဲ့မူကိုပယ်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီမူ9ခုတည်းကနေပြီးတော့မှဒီအနည်းဆုံးမူ5ခုထွက်မှာဖြစ်ပါတယ်အဲ့တော့ဒီမူကိုကထိုးလိုက်တဲ့ကင်ထိုးလိုက်တဲ့မူ3ခုကနော်စောစောတီးတီးထွက်မယ်ဆိုလို့ရှိရင်ကျန်တဲ့မူတွေကိုဆက်ပြီးတော့မှကင်ထိုးလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ဒါ 2D ချစ်မိတ်ဆွေတွေအနေနဲ့ပေါက်ကဏ္ဍများပေါက်မှာဖြစ်ပါတယ်ပြီးကြတဲ့ဘက်ကမူတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပြီးကြတဲ့ဘက်ကမူပေါ့နော်9ခုက5ခုထွက်ပါတယ်ကဏ္ဍ6ကွက်ထွက်သွားတာဖြစ်ပါတယ်အဲ့အရင်ကတော့ကျွန်တော်တို့မူဟိုရှိပါတယ်